မကောင်းဘူးနော်ဒီယုတ်တရားပြီးသွားပြီဒီယုတ်ဘာဖြစ်လို့ပြီးလဲသဘာဝကိုပြီးတယ်သဘာဝကိုပြီးတာသဘာဝဆိုတာဘာလဲသမုဒိသစ္စာဝိတ္တိသစ္စာသဘာဝသစ္စာသဘာဝသိမှဟောဒီယုတ်သိတာဟောဒီအတ္တယုတ်သိတာဟာအနတ္တကြီးဖြစ်နေနော်သဘာဝတရားရှိတယ်ဟိုကအပြင်ကပါလေနွေဥလူမိုးဥလူချောင်းလူဒါအပြင်ဥလူသဘာဝဥလူတွေဒါဓာတ်သဘာဝခေါ်တယ်ကြည့်လို့ပြီးတာပြီးလို့ပယ်တော့မဲ့ဆိုင်ပို့ဆိုင်ပြီးပယ်ဆိုင်တော့ဒါမျိုးစီလာပေးတာအာယုံကိုပယ်တဲ့ရဟန်းခေါ်တယ်နော်အာယုံတော့လိုက်လို့ချင်းအတ္တဖြစ်သွားလိမ့်မယ်ခင်ဗျားတို့ဘယ်အာယုံကမလဲဟောငယ်ပြီတောင်မှုမှာကြရဲ့6ပေါက်ရှိတယ်ဘယ်အပုတ်တွေပြေးမလဲမျက်စိနားနှာခေါင်းလျှာကိုပိတ်လိုက်အဲ့ဒါအပြည့်အာယုန်နေပိတ်လိုက်ပြီးအဲ့ဒီဖို့မနှောဖမ်းမယ်ဖို့ကိုမနှောနဲ့ပြောတာအပြည့်အာယုန်၅ပါးလုံးဝပယ်ပလိုက်နော်ခင်ဗျားတို့ပါရမီ7ပါးမှာဥပိ္ပခာယဒီအယူတွေမယူတော့ဘူးဒီအယူဝါဒတွေမယူတော့ဘူးအာယုံ၅ပါးပယ်ပြီအကျွေးအာယုံတတ်တယ်အဲ့ဒါသီလပဲဟမ်အဲ့ဒါအတိသီလခေါ်တယ်အဲ့ဒါအတိစိတ်ဓာတ်ခေါ်တယ်အဲ့ဒါအတိပညာရမှလောကသိတာပတ္တလောကဩဃသောလောကသင်္ခါရလောအတိတ်ပြစ္ဆုတ်ကအနာဂတ်ကိုသိတာပြီးလို့လာဟောတာခန္ဓာမှာရှိတဲ့ပဋ္ဌာန်းကမှန်နေခင်ဗျားတို့ဟိုပဋ္ဌာန်းဟာအဲ့ဒီခန္ဓာကပဋ္ဌာန်းကိုသိမှသဘောပေါက်တာဒီဓာတ်ကိုကျင့်သွားတာသာတော့မတဘူးခင်ဗျားတို့ခုနဆရာမကြီးတောင်းလိုက်တာကောင်းလိုက်တယ်စောက်တားလိုက်တာမိုးပြောင်တတ်တာဒီနေရာမှာတခါတည်းကိုအင်မတန်မှအသံလေးရလည်းကောင်းစားသားလေးရလည်းအလုံးကောင်းအလုံးမနားထောင်လို့ကောင်းလိုက်တာဗျာဟာတခါတော့တောင်ဝိကတရားရှိတယ်ကိုကြည်တရားရှိတယ်ဗြဟ္မစိုးတရားရှိတယ်သူတော်ကောင်းအစားစားရှိတယ်နော်သူတော်ကောင်းအစားစားရှိတယ်သူတော်ကောင်းအစားစားတန်နေလည်းမနေတာအရိယာကဟုတ်လောကုတ္တရာမှာနေတာနော်လောကုတ္တရာတရားလောကီအဲ့ဒါသူတော်ကောင်းအစားစားဝိဇ္ဇာတွေဝိဇ္ဇထိုးတွေသူတော်ကောင်းအစားစားရှိသေးတယ်ဟောပကံကိုမရောက်သေးဘူး